လူသားစစ်စစ်ကနေတက်ရှိနတ်ဗျာမှအဖြစ်ကိုးကွယ်ခံရတဲ့မိန်းကလေးငယ်များဟိန္ဒူနဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုနှစ်ခုပေါင်းစည်းထားတဲ့နီပေါနိုင်ငံကကမ္ဘာအရှားပါဆုံးနဲ့အထူးဆန်းဆုံးရိုးရာတစ်ခုရှိပါတယ်။အဲဒါကတော့ကူမာရီလို့ခေါ်ပြီးမိန်းကလေးငယ်တွေကိုတက်ရှိနတ်ဗျာမှလေးဆိုပြီးကိုးကွယ်တဲ့အစဉ်အလာပဲဖြစ်ပါတယ်။ကူမာရီဆိုတာဒဏ္ဍာရီတွေကပုံမြင်မဟုတ်ပဲနီပေါနိုင်ငံကမ်မန်ဒူမြို့မှာယနေ့တိုင်တကယ်ကျင့်သုံးနေတဲ့ဘာသာရေးယဉ်ကျေးမှုစနစ်တစ်ခုပါသူတို့ကိုဟိန္ဒူနတ်ဗျာမရဲ့အသက်ရှင်နေတဲ့ပုံရဲ့အဖြစ်အထူးသဖြင့်နီဝါလူမျိုးတွေကယုံကြည်ကိုးကွယ်ကြပါတယ်ဒီလိုကလေးမလေးတဦးကိုနတ်ဗျာမအဖြစ်ရွေးချယ်ကိုးကွယ်တာဟာအဘမအင်မတန်ရှားပါတယ်ကူမာရီတဦးဖြစ်ဖို့ကလည်းအလွန်တင်းကျပ်တဲ့ရွေးချယ်မှုစနစ်နှစ်ဆင့်ကိုဖျက်သိမ်းရပါတယ်ပထမအဆင့်မှာခန္ဓာကိုယ်အင်္ဂါရဲ့32ချက်ဥပမာမျက်လုံးပုတ်တဲ့သွားအတန်စပင်ခန္ဓာကိုယ်အချိုးစားအမာယုမရှိခြင်းယောဂမရှိခြင်းစတာတွေနဲ့ကိုက်ညီရပါမယ်ဒုတိယအဆင့်ကပိုပြီးစိတ်လုံးရှားစရာပါအဲ့ဒါကတော့စိတ်ဓာတ်ကိုစမ်းသပ်တဲ့အခမ်းအနားပဲဖြစ်ပါတယ်ကြောင်မဖွဲကောင်းတဲ့မျက်နှာဖုံးတွေတရိစ္ဆာန်အတန်တွေကြားထဲမှာမကြုံမယွတ်တည်ငြိမ်စွာနေနိုင်မှသာကူမာရီအဖြစ်ရွေးချယ်ခံရမှာပါဒီနှစ်ဆင့်ကိုကြော်ပြတ်နိုင်တဲ့ကလေးတယောက်သာနတ်ဗျာမဖြစ်နိုင်ပါတယ်ရွေးချယ်ခံရတဲ့နတ်ဗျာမလေးဟာကူမာရီကာလို့ခေါ်တဲ့အိမ်တော်မှာနေထိုင်ရပြီးအပြင်ထွက်ခွင့်အလွန်နည်းပါတယ်။အင်ဒရာဂျာထရာလိုပွဲကြီးတွေမှာသာလူလူရှေ့ထွက်လာတတ်ပြီးလူတွေကသူမရဲ့မျက်နှာကအပြုံးသို့မဟုတ်အမူအရာကိုကကြမ္မာအညိုးလို့ယုံကြည်ကြပါတယ်။ကူမာရီမှာမိကိုခြေထောက်နဲ့မနှင်းရဆိုတဲ့စီကံရှိတာကြောင့်ပွဲတော်တွေမှာသူမကိုထမ်းပိုးပြီးတည်ဆောင်သွားရပါတယ်။ခြေထောက်ထိခိုက်တဲ့ရန်ရရင်နတ်ဗျာမအဖြစ်ကနေဆုံးရှုံးနိုင်တယ်လို့ယုံကြည်ကြလို့ပါ။တက်ရှိနတ်ဗျာမဘွားကနေပြန်လည်ထွက်ခွာရတဲ့အချိန်ကတော့ပထမဆုံးသွေးဆင်းလာခြင်းဓမ္မတာလာခြင်းဒါမှမဟုတ်သွေးထွက်တဲ့ကြီးမားတဲ့တရားတစ်ခုခုရလာခြင်းပဲဖြစ်ပါတယ်။အဲ့ဒီချိန်ကစပြီးတာမန်ဘွားကိုပြန်သွားရပါတယ်။ကူမာရီတယောက်ကိုအသက်2နှစ်နဲ့4နှစ်အရွယ်လောက်မှာစတင်ရွေးချယ်ကြပါတယ်။သူတို့ဟာအသက်12နှစ်ကနေ14နှစ်အရွယ်ရောက်ချိန်အထိကူမာရီအဖြစ်နေထိုင်ရပါတယ်။အရင်တုန်းကတော့ကူမာရီဖြစ်ခဲ့ဘူးသူတွေဟာပညာရေးနဲ့လူမှုဘဝအခက်အခဲတွေရှိခဲ့ဘူးပေမဲ့ဒီနေ့ခေတ်မှာတော့ကျောင်းတက်ခွင့်နဲ့ပညာရေးပတ်မှုတွေပိုကောင်းလာပါပြီ။နတ်ဗျာမဟောင်းတွေကအလုတ်ကန်ရဲ့အိမ်တော်ရေးကိုအောင်မြင်စွာဆက်လက်လုပ်ကိုင်နိုင်တဲ့သူတွေလည်းရှိတာပါပြီ။ဒီရိုးရာဟာဟိန္ဒူနဲ့ဗုဒ္ဓဘာသာရဲ့ပေါင်းစည်းမှုကိုကိုးစားပြုတဲ့ထူးဆန်းတဲ့အမှန်တရားတစ်ခုပါ။ဒီဘောဘရင်တွေကတော့နန်းတဲ့ချိန်မှာကူမာရီထံကနေကောင်းကြီးမြတ်တာခံယူကြရတဲ့အထိအရေးပါပါတယ်။ကမ္ဘာပေါ်မှာတက်ရှိနတ်ဗျာမကိုအစဉ်အလာမပြတ်ကိုးကွယ်နေစဲနိုင်ငံဆိုရင်နီဘောဟာအထင်ရှားဆုံးပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် Knowledge Hub ကို follow ထားနိုင်ပါတယ်။